စပယ်ရုပ်တံလိုင်းကိုအားပေးကြည့်ရှုနေကြတဲ့အားကစားဝါတာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်ချိန်တွင်းမှာတော့2020အာရှဗလာခြေစစ်ပွဲဂရူ E ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ရှင်ပြိုင်ကစားကြမယ့်မြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ရဲ့ပွဲစဉ်ကတော့ရန်ကုန်မြို့သူနာကွင်းထဲမှာစတင်ပြီးတော့ရှင်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်အော့စမန်တောင်ပေါ်ကန်နေပြီးတော့အေးရောက်ကြတယ်ပြန်ထွက်လာတယ်ငယ်ငယ်ရှုပ်ရှက်ခန့်နေနော်မမောင်တွင်ခံစီဒီဆင်းပြီးတော့ရှင်းလို့ထားခဲ့တာဖြစ်ပါတယ်ချိန်မှာစီးရီးယားအသင်းပဲပြန်လိုက်ဆဲလာတယ်နောက်ပေါ်လေးနဲ့ပြန်ချပြီးတော့မာတင်ရဲ့အေးရီးယားထိတ်နာမှာမြအလဲကိုဖြတ်ပေးလာပြီအေးရီးယားထဲမှာပဲအလဲကိုပြတ်ထည့်ပေးလာတယ်မာတင်ရဲ့ခံစစ်ကပဲဥလာတယ်မြဘယ်တန်ကစားသမားနဲ့ညာတန်ကစားသမားနှစ်ဦးလို့ရှိနေတဲ့အနေထားမှာဘယ်ကစားသမားအဆုံးသတ်မလဲမြမမောင်တွင်တိုင်းကန်ပြီစမန်မော်ကန်ပူပြီးသားနေဘလို့မြောက်နေတယ်ဒီအထောက်အောင်ဒီကတတကိုရှင်းလို့ထားခဲ့တာပဲဖြစ်ပါတယ်ဆွဲခံမင်းကိုရှိကိုမြောက်ကနေပြီးသားတယ်ဘလို့မြောက်နေတယ်မာတင်ရဲ့ခံစစ်ကိုဖျက်ချော်ဖို့အတွက်ကြိုးစားနေရပဲဖြစ်ပါတယ်ပါဘလိုအေရီယာတွေကိုတော့ဝင်လာပြီမြပါဘလိုပဲချောင်ပြောက်ဖို့ကြိုးစားတယ်ဘလို့လေမိုးအောင်ဒီဟန်တာသွားပြီမြရှိကိုအိုင်တင်လေးပေးတာဟိချောင်းဝတ်ဖက်မှာတော့တန်းပိုင်ရှိနေတာပဲဖြစ်ပါတယ်ဟိချောင်းရှုပ်ပေးတာလေအဗရာဟင်ပဲရှုပ်ပေးတာလေပါဘလိုဘယ်ကျင်လက်ကန်လာတယ်မမုတ်ရှုပ်ပေးတာလေပါဘလိုတရားထောင်နေရင်ဆိုင်တွေ့နေတယ်နောက်ပေါ်နဲ့ချပေးတာလေပါဘလိုရဲ့ပြပို့မှုကနေမမုတ်ဆုံးသက်ဖို့အတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်သူအနေနဲ့အဆုံးသက်ပိုင်းအားနေခဲ့တယ်လို့ပဲဆိုအောင်မယ်ခင်ဗျဇော်ဝင်းသိန်းတောက်လျှောက်ပဲဆွတ်တက်လာတယ်လေကျော်မှာပဲဇော်ဝင်းသိန်းအလေကိုပြန်ထည့်ပေးတာလေမာတင်ပဲအေရီးယားဆက်လာရောက်လာပြီနောက်ပြန်ပေးတာလေညာကြောင်ထပ်ပေးတာမြတပ်ပိုင်းလက်ကန်ပြီဒီမှာစီးရီးယားတင်မဲ့လူကြီးပဲအေရီးယားဝင်လာပြီစီးရီးယားတင်ချက်လှည့်လာတယ်အလေကိုထပ်ပေးပြီဖိပြီဇာဝင်ကစားသမားအေဟာလည်းဖြစ်ပါတယ်အေဟာလည်းလေပြန်ပေးတာလေစီးရီးယားတင်မဲ့ပြန်လိုက်ဆဲလာတယ်မြအေရီးယားထိတ်နာတော့မှာပဲအလေဝင်လာပြီလက်ကန်ပြီဒါမဲ့လေကွင်းလက်တန်ကတော့အစောကြီးတွေကဒီချိန်ဒီမှာပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်စီးရီးယားတင်ရဲ့ကစားသမားအစောပိုင်းမှာလက်ရှိထားတဲ့အနေအထားတစ်ခုမှာပြစ်ဒဏ်ပေါ်သတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ဒီထဲကတော့ဝင်လာပြီမြဟင်ဆိုအော့စမန်ဟာပြီးသားလေပါဘလိုကကန်လာပြီကိုပြီခင်ဗျလက်ရှိမှာတော့တောက်လျှောက်ဆိုသလိုတိုက်စစ်စိတ်နေခဲ့တဲ့စီးရီးယားအသင်းဖွင့်ကိုတော့စတင်ပြီးတော့ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့စီးရီးယားအသင်းရဲ့တိုက်စစ်ကိုဥဆောင်လာခဲ့တဲ့ကျွန်တော်们17ပါဘလိုကအဆုံးသက်သွင်းသွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့စီးရီးယားအသင်းကတကူဂုံးမရှိဆိုတဲ့ရလက်တစ်ခုနဲ့မြန်မာအသင်းကိုတော့စတင်ပြီးတော့ဥဆောင်ခဲ့ပြီပဲဖြစ်ပါတယ်နိုင်ဆိုရင်လက်ရှိမှာတော့သူမှမထင်မှတ်ထားတဲ့အခိုက်အတန့်တစ်ခုကနေပဲစီးရီးယားအသင်းဥဆောင်ကိုတော့စတင်ပြီးတော့ရရှိသွားခဲ့ပြီခင်ဗျာဟုတ်ပါတယ်လက်ရှိပွဲချင်းဒီအကောင်းဆုံးတည်ငြိမ်နေတဲ့မြန်မာအသင်းရဲ့ခန့်စစ်မမျှော်လင့်တဲ့အနေအထားတစ်ခုကနေပြန်မဲ့အသင်းကိုတော့ဥဆောင်ကိုတကူစပြီးတော့ခွင့်ပြုပေးခဲ့ရပြီဖြစ်ပါတယ်အော်စမန်ဒဲလန်ကန်လာတယ်အော်စမန်ရဲ့ကန်ချက်ကိုတော့စောဝိုင်းမှာဥဆောင်ကိုတွင်းခဲ့တဲ့ပါဘလိုကပဲအလိုက်အသင်းပိတ်သွင်းပြီးတော့စီးရီးယားအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုတွင်းသွားခဲ့ပြီပဲဖြစ်ပါတယ်နေဆိုရင်လက်ရှိမှာတော့စီးရီးယားအသင်းကဝေးခွင့်မှာပဲမြန်မာအသင်းကို2ဂိုးဂုံးပြည့်ဆိုတဲ့ရလက်တစ်ခုနဲ့တော့စတင်ပြီးတော့ပြည့်ပြည့်သားသားဥဆောင်နေခဲ့ပြီခင်ဗျာစခွန်အစခါရီချိန်လွဲချော်နေခဲ့တဲ့သူ့ရဲ့သုံးသက်ပိုင်းစွမ်းဆောင်ရည်ကိုတော့ဒီချိန်မှာတော့ဂိုးဖြစ်ပြောင်းလဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့စီးရီးယားအသင်းကဝေးခွင့်မှာပဲမြန်မာအသင်းကို3ဂိုးဂုံးပြည့်ဆိုတဲ့ရလက်တစ်ခုနဲ့ပြည့်ပြည့်သားသားကိုဥဆောင်စားနေခဲ့ပြီပဲဖြစ်တယ်ခင်ဗျာစီးရီးယားအသင်းရဲ့တိုက်စစ်ကစားမှာပါဘလိုကတကူတွင်းခဲ့ပြီးတော့ပထမအကြော့မှာတော့မြန်မာအသင်းဘက်ကိုတွင်းကိုတကူတွင်းခဲ့တဲ့ကျွန်တော်ဆက်ခွန်အစခါရီကလည်းတကူတွင်းခဲ့တာပဲဖြစ်ပါတယ်ခုဆိုလို့ရှိရင်အော့စမန်ဒီပြီးဆုံးကလည်းစက္ကန့်ပိုင်းလောက်ပဲလိုအပ်တော့တာဖြစ်ပါတယ်ပါဘလိုပဲအော့စမန်ရာသေးတယ်မြအော့စမန်လည်းတော့ကြိုးစားတယ်ဟင်ဖြိုးဝင်း
အားကစားဝါနာရှင်ပြည်သက်များခင်ဗျာကျွန်တော်စင်ခံတင်ဆက်နေစဉ်အတွင်းမှာပဲမြန်မာအသင်းနဲ့စီးရီးယားအသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့စီးရီးယားအသင်းက3ဂိုးဂိုးမရှိဆိုတဲ့ရလဒ်တစ်ခုနဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစင်ခံတင်ဆက်ရင်းနဲ့ပဲကျွန်တော်တို့ရဲ့ diet ထုတ်လင်းတင်ဆက်နေမှုကိုဒီမှာပဲကျန်နာဝင်ပြပါခင်ဗျာအားပေး